အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့စပင်းလေးရင့်ကျွနေလို့ပေါ့နော်စပင်းတွက်ညက်မှာဖြစ်ပါတယ်ဒါကတော့စပင်းမညက်ခင်ပုံလေးပေါ့နော်ဒီဆိုင်တွက်ညက်မယ်ဆိုတာလည်းခဲ့ပြပါအောင်ရှင်ကိုအင်းနေစပြီးတော့ထွန်နေပါပြီနီးနီးလေးဆိုတော့ပေါ့နော်တို့လိုက်လျှောက်တွက်လိုက်ပါတယ်လိုက်လျှောက်ပြီးတော့တွက်လိုက်ပါတယ်ဘေးဆိုင်အောင်တွက်ညက်မလဲဘေးနားလေးကဆိုင်နေဆိုင်နံမလေးကပါလေးလဲဆိုတာလိုက်ကြည့်ပေးပါအောင်ရှေ့ကိုတက်တက်ရှောက်ပပလေးကိုကွေးလိုက်ပြီးရောက်ပါပြီHK Hair and Beauty Bar ပါဒါတော့လူပြောများနေလို့ကိုတွားညက်တာပေါ့နော်ဘယ်လိုပုံစံညက်ရမလဲဆိုစဉ်းစားထားတော့မရှိဘူးဒါပေမဲ့လို့ပေါ့နော်ကိုမျက်နှာပုံစံနဲ့သပင်းလေးထားနဲ့ကြည့်ပြီးတော့ဆရာနဲ့တိုင်ပင်ပြီးတော့ညက်ပါမယ်ဘယ်လိုပုံစံလေးလဲဆိုတာကိုလိုက်ခဲ့ပေးပါအောင်နော်ကဲဒါကတော့ခန်းထဲကိုရောက်တော့ပြီပေါ့နော်သူကသပင်းညက်တာကတော့အိမ်မှာ2မျိုးရှိတယ်ယူညက်လို့ရှိရင်1000ကျွဲဆရာနဲ့ညက်မယ်ဘူရမီခန်းထဲမှာတိတက်ညက်မယ်ဆိုရင်တော့18000ရှိပါတယ်ကဲကိုလည်းဘယ်လိုပုံစံလဲဘူရမီခန်းထဲမှာညက်တာဘယ်လို feel လဲဆိုတာတော့ဒီချင်တာနဲ့ဘူရမီခန်းထဲမှာပဲညက်လိုက်ပါတယ်ခုပြနေရတော့ညက်ပေးတာလေးကိုပုံသွင်းတာပေါ့နော်ဒီများတွေလေးရကက်ဆိုတော့ကိုလည်းလေးရတော့ကတ်လိုက်တာညီမလေးကပုံသွင်းပေးနေကြိုးစားပြီးပုံသွင်းနေရဲဆိုပေမဲ့လို့လည်းစပင်အရန်ပါနေတော့ပေါ့နော်လူချင်းတဲ့ပုံတော့မရဘူးပေါ့နော်ဒါပေမဲ့သူကြိုးစားပြီးတော့ပုံသွင်းနေရပေါ့ဒါညက်ပြီးသားပုံစံလေးစပင်ရန်ပါနေတဲ့အတွက်ကြောင့်မို့လို့သူကအနောက်ကတော့အရင်ကြီးလေးရကတ်မဟုတ်ဘဲနဲ့အရှေ့ပိုင်းလေးကိုတော့ကိုမျက်နှာနဲ့လိုက်မဲ့ပုံစံလေးကိုလုပ်ပေးပါတယ်ပေါ့နော်ရင်းမကြဘူးအလူလည်းအရန်မဆောင်ပါဘူးပေါ့နော်ပိုသွားတဲ့ချင်းကလည်းဒီနေ့နောက်ကြရပေါ့နော်ကဲဒါကတော့ညှက်ပြီးသားပုံလေးပေါ့ညှက်ပြီးတော့ပါပြီကဲလေးရဒီမဲ့လေးရကတ်လို့လေးရကတ်လိုက်ပါပြီဒီမဲ့တွေအတွက်တော့လေးရကတ်ပေါ့နော်ကျမနဲ့တော့ဘာကတ်ဖြစ်သွားလဲမသိပါဘူးရှင်ရှေ့ကလည်းအောက်ကလည်းကုတ်နဲ့ဘာဖြစ်သွားလဲမသိပါဘူးရှင်အားလုံးပဲကြည့်ပြီးကြပါဦး